များဒီမအောင်မြင်ခင်ပေါ့နော်ဘာတွေများလောက်ခဲ့သေးလေ ဦးလေးကဘဘဲဘုံမှာလောက်ခဲ့သေးတာကွာ ဟောဘဘေးဘုံမှာလောက်ခဲ့တာဘဘေးဘုံမှာလောက်ခဲ့တာဆိုတော့ဒီဓာတ်တို့လန်တို့ပေါ့နော် မဟုတ်ဘူးစောက်တစ်ခုတည်းကိုပဲအဓိကထားလောက်တာ ဟုတ်လားဟိုတနေ့ကိုဘယ်နှချောင်းလောက်လောက်လေဗျ 10ချောင်းပဲလောက်တယ်ကွာ ဆေးချောင်းနဲ့လား ဟုတ်တယ် မနေလို့လားဘာလို့အများကြီးမလောက်တာ စောက်ပူတွေဖြစ်မှာသို့လို့မလောက်တာကွာမင်းတို့လိုစောက်သုံးတွေဖြစ်သွားရင်လွတ်ပြစ်မှာသို့လို့ဟေး ဟောနိုင်ငံရေးတွေမပြောနဲ့နောက်ပြီးတော့အလုပ်တွေအများကြီးလုပ်ခဲ့တယ်ဆိုတော့ဒါဟိုကငငယ်ကတော်တော်ဆင်းရဲခဲ့လို့ပေါ့နော် မဟုတ်ဘူးကွာတမင်ဇက်နာအောင်လို့ရှော့လုပ်ခဲ့ တမင်စမ်းအောင်လို့ခြံလောက်ခဲ့ ဒါနဲ့ဟိုဟာဆရာတာယာမင်းဝေးတို့ဆရာမင်းလူတို့ဆရာမင်းခိုက်စိုးတန်တို့လိုမင်းပါတဲ့နာမည်နဲ့ပေးတစ်ခုဖုံးကိုစီစဉ်ထားတယ်ကွာ ဟိုမင်းပါတဲ့နာမည်နဲ့ပေးအစ်စ်ဖွင့်ပါ ဟုတ်တယ် ဟုတ်မင်းပါတဲ့နာမည်ဆိုဘာနာမည်များလဲဗျ မင်းဆောင်ကြောင်းပါလားကဲ မဟုတ်ဘူးလေကျွန်တော်စောက်ကြောင်းတော့မပါဘူးလေဦးလေးဒါပေမဲ့ဒီပြိတ္တလေးတော့နည်းနည်းလေးကြိုးပြီးတော့အတိပေးထားကြလို့ဘာနာမည်နဲ့များလဲလို့ အေးလေအဲ့ကြောင့်မင်းဆောင်ကြောင်းပါလားလို့ ဟောကျွန်တော်စောက်ကြောင်းတော့မပါဘူးပဲဗျဦးလေးကလေဦးလေးရဲ့ပေးအစ်စ်နာမည်ကိုပြိတ္တကိုတိသွားစေခြင်းလို့နာမည်လေးပြောခိုင်းတာ အေးငါအပေးတဲ့နာမည်ကမင်းဆောင်ကြောင်းပါလားလို့ပေးနာမည်ကမင်းဆောင်ကြောင်းပါလားလို့အဲ့ဒါ ဒီနာမည်ကမင်းစောက်ကြောင်းပါလား ဟုတ်တယ် အော်နာမည်ကလေးနဲ့လိုက်တာဦးလေးဟာ ပလီတာအလကားဟုတ်တာလည်းမဟုတ် ဆိုတော့ဒီပေးအစ်စ်မှာလဲဟိုလူငယ်တွေအတွက်စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်အကြောင်းအရာလေးတင်ပါပေါ့နော်ဦးလေး မဟုတ်ဘူးကွာမင်းတို့လိုစော်ပြစ်ခံစော်မရှိတဲ့ကောင်တွေအတွက်ဘဝကိုအလွယ်ကူဆုံးတေချောင်းကြံနေဆိုတဲ့အရာကိုသိမလို့ကွာမှတ်ပလား What? Bro, what are you talking about, man?